အောင်မြင်ရှင်ဘာလို့ရမလဲလို့တွေးနေမယ်စာဘာလို့ရင်ရှုံးမလဲဆိုတာကိုအရင်စဉ်းစားကြည့်ဘူးသလားဒါဟာကမ္ဘာအရှမ်းသာဆုံးပုံကိုယ်တွေတုံးတဲ့ aversion principle ဖြစ်ပါတယ်လူများစုကပြဿနာတစ်ခုကိုဖြေရှင်းတဲ့အခါရှေ့ကိုပဲတွေးကြတယ်ဒါပေမဲ့တကယ်ပညာရှင်တွေကတော့နောက်ပြန်တွေးကြပါတယ်ဥပမာမင်းရဲ့ relationship တာယာဖို့ဘာလို့ရမလဲရှာမယ်စာဘာတွေလို့ရင်ဒီ relationship ပျက်စီးသွားမလဲဆိုတာအရင်ရှာရေးပါပြီးသွားရင်ဒါတွေကိုရှောင်ကျဉ်လိုက်ပါဒါဟာအောင်မြင်ဖို့အသေးချာဆုံးနည်းလမ်းပါပဲဒီနေ့ကစပြီးဆုံးဖြတ်ချက်ရှာတော့မယ်ဆိုရင်ကိုပြန်မေးပါငါအခုလုပ်မဲ့အရာကငါ့ကိုဘယ်လိုမျိုးဒုက္ခတွေပေးနိုင်မလဲဆိုတာအစိုးဆုံးကိုကြိုမြင်ထားတဲ့လူဟာဘယ်တော့မှအရှုံးပေးရတော့ပါဘူးဒါဟာ critical thinking ရဲ့အမြင့်ဆုံးအဆင့်ပါပဲမင်းရဲ့တွေးခေါ်ပုံကိုပြောင်းလဲတာနဲ့မင်းရဲ့ကဘာကြီးကလိုက်ပြောင်းလဲသွားပါလိမ့်မယ်ဒီလိုနည်းနည်းတဲ့ဉာဏ်ပညာတွေထပ်သိရှင်နေဆိုရင် follow လုပ်ထားပေးပါ